တတရားမြောင်တမရတတန်တာဝန်ယူခြင်းနဲ့ဆိုတာဟာနောက်ပြောင်မှုမဟုတ်ဘူးလို့ try ပြောတတိယတမရတတန်တာဝန်ယူနိုင်ခွင့်အတွက်စဉ်းစားနေတယ်ဆိုတာဟာနောက်ပြောင်တာမဟုတ်ဘူးလို့အမေရိကန်တမရဒေါ်နယ်ထရန့်ကပြောပါတယ်မလ30ရက်နေ့တုန်းက NBC သတင်းဌာနရဲ့အင်တာဗျူးမှာထရန့်ကအခုလိုပြောဆိုသွားခဲ့တာပါအမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာလူပုဂ္ဂိုလ်သူအတွက်၄နှစ်တမရတတန်2ကြိမ်ထက်ပိုမိုထမ်းဆောင်ခွင့်မပြုဘူးလို့အတိအလင်းပြဋ္ဌာန်းထားပါတယ်ထရန့်စက်တိုက်မဟုတ်တဲ့တမရတတန်ဒုတိယတစ်ကြိမ်ကိုဇန်နဝါရီ20ရက်နေ့မှာစတင်တာဝန်ယူခဲ့ပြီးတတိယတတန်တာဝန်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတာမျိုးအရေးမို့ပြောခဲ့ပူပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ NBC က10မိနစ်ကြာဖုန်းအင်တာဗျူးထဲမှာမေးမြန်းခဲ့တဲ့အခါထရန့်ကသူဟာနောက်ပြောင်ပြောခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့တတိယတတန်အကြောင်းတကယ်တမ်းစဉ်းစားဖို့ဆိုတာကလောလောဆယ်မှာအရန်စောလွန်းနေသေးတယ်လို့သူကဆက်ပြောပါတယ်။အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့တမရတဦးဟာ၄နှစ်တက်တန်းကိုဇက်တိုက်ဖြစ်စေအချိန်ချပြီးဖြစ်စေနှစ်ကြိမ်ထက်ပိုတာဝန်ယူခွင့်မရှိဘူးလို့တိတိကျကျပြဋ္ဌာန်းထားပါတယ်။တမရတက်တန်းကိုနှစ်ကြိမ်ထက်ပိုပြီးသုံးပြဖို့ဆိုတာဟာအောက်လွှတ်တော်အမတ်3ပုံ2ပုံရဲ့အမေရိကန်ပြည်နယ်90ထဲက4ပုံ3ပုံရဲ့အထောက်ခံတည်ပြုချက်လိုအပ်ပါတယ်။ try ရဲ့မဟာမိတ်တချို့က try ဟာလက်ရှိတမရတက်တန်းကုံဆုံးမဲ့2029နှစ်စာပိုင်းလို့တင်အိမ်ဖြူတော်မှာဆက်ရှိနေသေးတယ်ဆိုတဲ့သဘောမျိုးကိုအကဲဆန်းပြီးဝါဒဖြန့်မှုတွေလည်းရှိနေပါတယ်။ထရန့်ဟာအသက်88နှစ်ရှိပြီဖြစ်ပြီးကျန်းသစ္စာကျိန်ဆိုချိန်မှာအမေရိကန်ရဲ့အသက်ကြီးဆုံးသမ္မတအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။2029နှစ်စံပိုင်းမှာတော့ထရန့်ရဲ့အသက်ဟာ82နှစ်ရှိနေမှာပါ။1969ခုနှစ်မှာအမေရိကန်သမ္မတဂျော့ဝါရှင်တန်ဟာသမ္မတသက်တမ်း2ကြိမ်ပဲတာဝန်ယူရမယ့်မူဝါဒကိုရှေ့ဆောင်လမ်းပြစတင်ချမှတ်ခဲ့ပြီးနှစ်ပေါင်း140ကျော်အောင်အမေရိကန်သမ္မတအဆက်ဆက်ကလေးစားလိုက်နာခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကာလသမ္မတဖြစ်သူဖရန့်ကလင်တို့ဖက်ကတော့အစင်လာကိုချိုးဖောက်ပြီးတတိယ၄နှစ်သက်တမ်းကိုတာဝန်ယူခဲ့တယ်လို့1945ခုနှစ်သူ့ရဲ့စတုတ္ထ၄နှစ်သက်တမ်းအစမှာကွယ်လွန်ခဲ့ပါတယ်။အဲဒီနောက်1950ခုနှစ်မှာတော့သမ္မတသက်တမ်းကိုကတ်သက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကိုဆုံးဖြတ်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ Trump ရဲ့ကာလရှည်ကြာအကြံပေးသူဖြစ်သူစတိတ်ဘာနွန်ကတော့သမ္မတထရန့်ဟာ2028ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်နိုင်ခြေရှိနေစေလို့မှတ်ချက်ပေးထားပါတယ်။သမ္မတသက်တမ်းကတ်သက်ချက်ကိုပြောင်းလဲတာမျိုးအပါအဝင်အဲ့ဒီရည်မှန်းချက်အထမ်းများနိုင်မဲ့နီလန်တချို့ကိုထရန့်ရဲ့အမှန်ခံအင်အားစုတွေကရှာဖွေနေကြဆဲဖြစ်တယ်လို့လည်းပြောကြားသွားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။